ဒီလေကိုသိန်းအခုချိန်မှာရွေးချယ်စရာတိတ်မကြည့်တော့မကြံတော့အဲ့တော့ကိုနဲ့လည်းတင့်တော်မယ်အဓိကမိဘနဲ့လည်းအဆင်ပြေပြီးတော့ရေရှည်အတွက်အဆင်ပြေမယ်ဆိုရင်တော့ဒါတွေ့ချိန်တိုင်တွေ့လာမှာပေါ့နော်အဲ့ကကြရင်တော့ကိုလည်းအဓိကမဟုတ်ပါဘူးအဓိကလေကိုသိန်းကဒါရည်စရာအနေနဲ့သာချက်ပြောတာအဓိကကိုသိန်းမယူရတဲ့အကြောင်းရင်းကသူများသားသမီးတာဝန်မယူနိုင်သေးလို့စားကျင်ပြီးစားဖို့အတွက်ကိုလမ်းစာမမြင်ဘူးဖြစ်ဟုတ်လားအဲ့မော်ဒါသူ့အနေနဲ့ကလည်းဟိုသူ့ဘက်ကဟိုတခြားသောအရာတွေပြည့်စုံနေပြီလို့ထင်လို့သူဒါသူ့ရဲ့လိုအပ်တဲ့ကွက်လက်ကိုဖြည့်လိုက်တာလေအဲ့တော့အားကြပါညရ40စားတော့ကိုကကျတော့ငါဆိုတော့မလုံးနဲ့လေ60မှသားပါလား60ဝီချီတော့သူကကောင်မလေးချောချောလေးရသွားတာရန်ကန်ကောင်းတယ်အားတော့မကြောက် तू ကပြည့်စုံနေပြီနော်အခြေအနေတစ်ခုရောက်နေပြီ तू မှာဆူသားဆောင်းထားတဲ့ဟာလေးလည်းရမ်းဆင်ပြေနေပြီကိုသိန်းကကြတော့ဒီမှာဖေဖေနဲ့မေမေတို့ကဂျိုးသားရုံးနေရတာဟာဒီလိုရ40မှာဘောစားရယ်နော်အဲ့လိုပြောနေတာပြပြလို့မကျွန်တော်အသက်ကဘယ်လောက်ရှိနေဆိုလို့လဲကျွန်တော်အသက်ကြီးနေပြီကလေးတွေကြားထဲမှာနေပြီဟီးဟားလုံးနေလို့သာငယ်ချင်းအောင်စောင်းတာကျွန်တော်အသက်ကြီးနေပြီကိုသိန်းလည်းဘောစားလို့ရတယ်နော်အဲ့ဒါဘောစားကျင်ပြီစားဖို့အတွက်ကိုလမ်းစာမမြင်ဘူးဖြစ်ဟုတ်လားဟုတ်တော့လားဩဒါကတော့ချစ်တာဟုတ်အစားမလို့ပါချစ်တာဟုတ်ဒီမျိုးတွေကပြက်ကွက်တယ်ပဲနော်တောင်းပန်ထားရတဲ့အချိန်ဟုတ်တယ်ဒါကတော့ဒီအချိန်ကကိုချင်းစားပါတယ်သူမင်္ဂလာဆောင်ကားမယ့်ရက်ကရန်ကတ်နေပြီလေဆိုတော့သူတယောက်တည်းလုံးနေရတာဆိုတော့သူလည်းနည်းနည်းအဲ့လိုပြရခတ်နေအဲ့မော်ဒါသူ့အနေနဲ့ကလည်းဟိုသူ့ဘက်ကဟိုတခြားသောအရာတွေပြည့်စုံနေပြီလို့ထင်လို့သူဒါသူ့ရဲ့လိုအပ်တဲ့ကွက်လက်ကိုဖြည့်လိုက်တာလေအဲ့တော့အားကြပါမသိဘူးဘယ်သူနဲ့ရမှန်းမသိတာဘယ်လိုခေါ်ပါလဲလူချင်တာတွေကတော့အများကြီးပဲတဲတုံးအဲ့ကြမှာချင်းနေကြည့်တော့ကိုသိန်းရောဘယ်တော့လဲဟမ်ကိုသိန်းကဘယ်တော့နေတာကိုကတော့ဘယ်အောင်ကရမ်းဖြစ်နေတာကိုသိန်းရဲ့ကွက်လက်ကိုဖြည့်မဲ့တယ်ကွက်လက်ကကိုကနေကတော့ဘယ်နာမှမသိဘူးကွက်လက်လိုက်ပြည့်နေသူများဟာတွေပဲလိုက်ပြည့်နေရတယ်ကိုဟာပြည့်တဲ့စီဦးမရအောင်ဟုတ်တယ်အသက်ကြီးပြီဆိုတော့ဟုတ်တယ်ဒီကကံတရားကလည်းထင်ပါတယ်အဲ့လိုအဲ့ဒီဘက်မှာကြီးသူကမထူးချွန်ဆိုတော့ဒီဘက်မှာများထူးချွန်မလားဆိုပြီးတော့အသက်ကြီးတော့ကိုနောက်ပါမယ်ဘုရားတရားလေးပဲလုပ်ရတာပေါ့ကိုအသက်ရွယ်ခြားတာတော့ရှိတာဘယ်ချိန်မှယူမယ်ဆိုပြီးတော့ဘယ်တက်မှယူမယ်ဒီလေးကိုသိန်းကအဲ့လိုပဲသူများတကာတွေလိုပဲအာချောင်ပြီးတော့သူများတကာတွေလိုငါအသက်စိတ်ယူမယ်တို့30ယူမယ်တို့အခုတဖြည်းဖြည်းအဲ့လိုပြောရင်နဲ့တော်တော်ကျွန်းနေပြီအဲ့သူများတွေဘယ်နဲ့လဲဆိုပြီးအဲ့လိုပြောလာခဲ့ရတယ်ငါယူမယ်ဆိုတာအဲ့လိုတော့မဟုတ်ကိုသိန်းကနောက်ဆုံးလေအောင်ငါရကျင်တဲ့ချိန်ညမှာရသွားရကျင်တဲ့လူနဲ့ရကွာပြောပြီးလည်းမရတော့ဘူးမဟုတ်လေဘာလို့အဲ့လောက်သူကအဲ့လောက်ဒီစိတ်ကို short ထားမှအဆင်ပြေမှာမဟုတ်ရင်တဲ့မလားငါဟိုလူကိုကြိုက်လိုက်တာဒီလူကိုလိုချင်လိုက်တာအဲ့လိုသွားရောအဲ့မှာဝမ်းအဲ့ဒါပိုပြီးငယ်ကြည့်ရနော်ဟုတ်တယ်ဒူတောင်းဘယ်မှာရေးစားမှာပဲကိုလာပြောမယ်စီပဲဆောင်းပြအဲ့ဒါသူတေသွားလိမ့်မယ်ကိုဘသူတို့လာပြောတဲ့အချိန်ဆောင်ရင်တေသွားမှာကိုလာပြောရင်တော့ငင်းခံနေရတဲ့ကိစ္စကိုသူတို့ဘက်ကဘယ်လိုလာပြောမှာတချို့ကကျတော့ဟုတ်လားဟုတ်ရလားမဟုတ်နဲ့တူတယ်နော်တတိယအမကြီးဘယ်သူစီရလာမသိဘူးကောက်ပဲတချို့ကကျတော့အဲ့လိုတက်တူးတွေနဲ့ပို့ကြီးကိုစိုက်ကြတာငါလိုချင်တာစန့်ကျင်ဘက်ငါဇက်တူတာမစားချင်ဘူးအတရင်မားတယ်အဲ့ကျတော့ကိုကညရ40စားတော့ကိုကကျတော့ငါဆိုတော့မလုံးနဲ့လေ60မှသားပါလား60ဝီချင်းနဲ့ငါသွားနေရပြီဟာဝီချင်းကြီးလိုက်တွန်းနေရမှာဘယ်လိုပုံစံမျိုးလေးကိုစိုက်တာမမလေးလားညီမလေးလားဒီလေကိုသိန်းကအခုချိန်မှာရွေးချယ်စရာတိတ်မကြည့်တော့မကြံတော့အဲ့တော့ကိုနဲ့လည်းတင့်တော်မယ်အဓိကမိဘနဲ့လည်းအဆင်ပြေပြီးတော့ရေရှည်အတွက်အဆင်ပြေမယ်ဆိုရင်တော့ဒါတွေ့ချိန်တိုင်တွေ့လာမှာပေါ့နော်အဲ့ကကြရင်တော့ကိုလည်းအဓိကမဟုတ်ပါဘူးအဓိကလေကိုသိန်းကဒါရည်စရာအနေနဲ့သာချက်ပြောတာအဓိကကိုသိန်းမယူရတဲ့အကြောင်းရင်းကသူများသားသမီးတာဝန်မယူနိုင်သေးလို့ကိုရိုင်းတော့လုံးကိုနဲ့ယူပြီးတော့မှဒုက္ခပိုရောက်သွားတယ်ဆိုတဲ့ဟာမျိုးဖြစ်ချင်တယ်အဲ့လိုမျိုးကြီးတမ်းမှာပြီးတော့မှယူပြီးတော့မှလေအစင်မပြေဖြစ်နေတဲ့အချိန်မှာယူပြီးတော့မပြည့်စုံတဲ့အချိန်မှာယူလိုက်တယ်ကွာပြီးရင်အစင်ပြေဖြစ်ပြီးကွဲကြပြဲကြဆိုသူလည်းမကောင်းဘူးလည်းမကောင်းအဓိကပြီးတော့အဓိကမျက်နှာမှာမိန်းကလေးနော်ယောက်ျားလေးကမျက်နှာပြောင်တိုက်ပြီးနေလို့ရတယ်မိန်းကလေးကြတော့အိမ်အောင်ခွဲတို့ဘာလို့သူတို့အတွက်လည်းမကောင်းမတော်သားမှာကလေးရဝိုင်းသွားပြီးသူတို့ဘွားမှာပို့ဆိုးသွားမှာမလို့ရှိရင်လောက်လာလဲကိုကလာဟုတ်တယ်ကိုကကြေးပါသေးတော့မနေ့ကလည်းစိတ်ကြတာ
ပါဘူးမပါဘူး မမျက်နှာ သူ မပါတော့ သူကြောက်တယ်ကိုသိန်းကိုကြောက်လို့လည်းမခေါ်တာဘူး